ဆိုလိုက်ပါရင်နော်။နိုးကတော့ကွင်းချနဲ့သူမှတင်ဆက်ပေးနေတဲ့တင်ဆက်သူနိုးပါပဲရှင်။နိုးတဲ့မှာတင်ဆက်ပေးမယ့်ဇာတ်လေးကတော့ Father and Demon ဆိုတဲ့ BN ဇလန်းကောင်းရဲ့အစဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဇလန်းလေးကိုစလိုက်တော့မယ်နော်။ပါစံတိုင်းပြည်ရဲ့လူရောက်ပေါက်နေပါပြီ။ကုန်သွယ်မှုနေပါသောနယ်မြို့လေးတစ်မြို့မှာအသိပညာပါရမှုနေပါပြီ။အမောင်ပြောကများကြီးစိုးလျက်ရှိပါတယ်။ Father ပိတာဆန်ကျွန်တော်တို့ကူညီပါအောင်။ဘာများအကူအညီလိုပါသလဲ။ကျွန်တော်သမီးလေးအပမီးနေပါတယ်။ကျွန်တော်တို့ကူညီပါ။ Father ပိတာဆန်ဒီနယ်မြို့လေးကိုပြောင်းရွှေ့လာသည်မှာနေဝဲခန့်သာရှိသေးပါတယ်။ Father ပိတာဆန်ပုံမှန်နေ့ရက်တွေလိုဖះเจ้าမှာဝတ်ပြုဆုတောင်းကညီနန်းမှဖះเจ้าအနောက်ဘက်ရှိအိမ်ဆောင်စီတို့ပြန်လာခဲ့ပါတယ်။ကိုလည်းတန်းဆင်ပြီးနောက်ဂရင်ပေါ်မှာဝတ်ပြုဆုတောင်းရန်ပြုလုပ်နေစဉ်ကြီးမားသောမကောင်းသောအငွေ့တက်မြောင်ခံစားမိလိုက်ပါတယ်။တစ်သားအိမ်ခန်းလေးတစ်ခုလုံးမှာဝါကြကြင်ဖျောင်းနိုင်မိလေးသာမိန်ပြပြလင်းနေပါတယ်။အိမ်ခန်းရဲ့အမောင်ရိပ်တနေရာမှာတစုံတစ်ခုကလှုပ်ရှားလာကFather ပိတာဆန်နာတို့ချင်းကပ်လာပါတယ်။မြင့်မြတ်တဲ့နေရာကိုကျူးကျော်ပြီးအငွေ့တက်တွေကိုပါဖျောက်ထားနိုင်ပုံအရအစင်းမြင့်လို့နဲ့နတ်ဆိုးတစ်ကောင်ဖြစ်မှန်Fatherတီးလိုက်ပါတယ်။ Fatherရဲ့မျက်ခုံးများတွန့်ချိုးသွားကနှစ်ဖူးရှိသွေးကြောများတင်းမာလာပြီးအန်ကိုတင်းတင်းကြိတ်ကလက်သေးကိုကြစ်ကြစ်ပေါင်ဆုပ်လျက်ခတ်ထန်တင်းမာသောလေတံနဲ့အော်ဟစ်ပြက်လိုက်ပါတယ်။ဘလောက်တောင်အတင်ရဲလိုက်တယ်လေဒီလိုဖျားတခင်ပိုင်တဲ့ခြံထဲကိုများကျူးကျော်လာရဲသလား။အိုးတရိထားမိသွားပြီပဲစိတ်လျှော့ပါဖသားကြီးကျုပ်ကိုအပနှင်မှုအင်အားလေးတွေခြံထားအောင်မပေါ့။ဖသားရဲ့တင်းမာနေသောလေတံနဲ့အတူပေါ့ပေါ့ပါလေတံမှာလောင်ပြောင်မှုတို့ကအထင်းသားပေါ်လွင်နေပါတယ်။မင်းဘာတူလဲဖျားတခင်ရဲ့နာမည်တော်နဲ့မေးမယ်မင်းနာမည်ဖက်ပလာခမများတို့ဖသားတွေကကျုပ်ကိုမေးစရာဒါပဲရှိရလားကျုပ်တီကိုဘာလာလုပ်လဲမသိချင်ဘူးလားဘာများရှိအောင်မလဲတေချာပါမကောင်းတာလုပ်ဖို့ပေါ့ဒါမဲ့ဘာလို့ငားစီလဲမင်းလိုအစ်စ်မြင့်နှက်ဆိုးတကောင်ဟေးဖသားကျွန်တော်အရင်နားလေတာပဲဘာလို့ဖသားစီလာလဲဆိုတော့အဲ့မကောင်းတာတွေကိုဖသားနဲ့လုံးမလို့လေအဲ့ဒါတေချာပါကောင်းတဲ့အရာပါအမောင်မနီးရဲ့မျက်ဝန်းစုံတော့မွေဆိုးတကောင်အလားဖသားပိသားဆန်တူတယောက်ထဲအားနဲ့ဒီနဲ့ဆိုမနိုင်မှန်းသိနေပါတယ်ဘလို့မကောင်းတာမျိုးလေအမောင်ထဲမှာတဖြည်းဖြည်းရှေ့တိုးလာတော့ပုံရိပ်မှာတဖြည်းဖြည်းထင်ရှားလာခဲ့ပါတယ်ရှေ့လျားတော့အရက်ဖြူဖက်ဖြူရောအသားကြည့်မိုံနဲ့အေးဆက်ဆက်နိုင်လာပါတယ်ရုပ်မှာလည်းနတ်ဆိုးဆက်ဆန်ချောလာပြီးမြေုံနဲ့ဆင်းလဲကောက်ကြည့်ပြီးအရိုင်းဆန်လာပါတယ်ဘလို့လဲကောင်းကင်ကလူအိုကြီးကိုတနေရလားနတ်ဆိုးကဘုရားသခင်ရဲ့နာမတော်ကိုတားရိုက်မပြောပဲလူအိုကြီးလို့သုံးနှုံလိုက်ပါတယ်ဘလို့စော်ကားမှုမျိုးလဲအဲ့ဒီနတ်ဆိုးကနတ်ဆိုးဆက်ဆန်လောင်ပြုံးလိုက်ပြီးသူ့ရဲ့နေဝင်နေသောပချိုင်တစ်ဖက်ကိုထင်ရှားစေကချွန်ထက်သောမွေးဆွဲဖြူဖြူများကိုထုတ်ဖော်ပြသနေပါတယ်ဒီနတ်ဆိုးစီမှာအနက်ရအငွေများထွက်လာပြီးဖာသာရဲ့ခန္ဓာကိုယ်ပေါ်မှာရစ်ပတ်သွားကြပြီးဖာသာရဲ့တကူလုံးလှုပ်ရှားရင်မရှားတော့ပါအတန်မင်မထွက်နိုင်ပြီးမျက်လုံးတငယ်အိမ်များသာတုံလုံးနေပါတော့တယ်နတ်ဆိုးရဲ့ရှေ့လျာသောလက်ချောင်းတွေများဖာသာရဲ့လေတောင်ပြက်လက်သွားကမျက်လုံးများလည်းရမတ်မီးတောက်များတောက်လောင်နေပါတယ်အဲဒီနောက်ဖာသာကိုပေါ်သို့ခန္ဓာကိုယ်ကိုင်းညွန့်လာကသူ့ရဲ့ရှေ့လျာသောမွေးရှားနှစ်ခွားနဲ့ပါးပြက်မှလဲတိုင်းတို့ရက်ပြီးကြည်စင်နေပါတယ်ဖာသာတီးခန့်နေရင်ဒီအခြေအနေမှာလွတ်မြောက်နိုင်ရန်စူတောင်းနေမိပါတယ်နတ်ဆိုးရဲ့လက်တစ်ဖက်ကဖာသာရဲ့ရှင်ဘတ်ပေါ်သို့ကြားရောက်လာကအင်းကြီးကျဲတီးမြောက်မဖြုတ်ပဲအဲ့ဒီကျဲတီးတက်အကွာဝေးကြားမှာလက်ဟာနေသောအပေါက်လေးများမှာလက်ထက်ကကြီးစင်နေပါတယ်နောက်ထပ်လက်တစ်ဖက်ကလည်းခါနောက်ဖက်မှာပုတ်တက်နေပါတယ်မင်းသိလားမင်းဖာသာလို့တော့ကိုအရန်ဝမ်းနေသွားတာရုံးမာတော့နတ်ဆိုဟာဝမ်းနေကြေခွဲနေဟန်နဲ့ဖာသာရဲ့ရှင်အုပ်ကိုမျက်နှာအက်ကခန္ဓာကိုတင်းကျပ်စွာဖတ်ရင်ဝမ်းနေပြီးမကျေနပ်တဲ့လေတံနဲ့ချွဲနေသေးပါတယ်ဖာသာအရင်ဆိုးတာပဲဗျာနတ်ဆိုးကဖာသာစကားပြန်ပြောခွင့်ပေးခဲ့ပါတယ်ကိုဖာသာဖြစ်တာမင်းတို့ကဘာဝမ်းနေစရာရှိလဲအခုချက်ချင်းထွက်သွားစမ်းပြီးတော့မင်းရဲ့အခုလက်ခံကိုချန့်ခဲ့ဝမ်းနေနေသူမောင်းထုတ်ရလားဖာသာဖြစ်ပြီးအ
ကျင်နာတရားခေါင်းပါပြီးရက်ဆက်လိုက်တာဗျာဒီခန္ဓာကိုယ်ကကို့အပိုင်လေလူသားခန္ဓာကိုယ်ရှုသုံးပြီးပိုင်ရှင်လိုပြုတ်မှုနေရပဲဒီခန္ဓာကိုယ်ပိုင်ရှင်ဟာဒီနေရမဟုတ်ဘူးဘယ်နေရခိုးယူလာခဲ့ရလဲမင်းအမျိုးပြောစမ်းနတ်ဆိုးရဲ့အတွေ့ရဲမှာဒီခန္ဓာကိုယ်ကအစကတည်းကဝိညာဉ်မရှိပဲနတ်ဆိုးရဲ့အတွေ့ရဲမှာဒီခန္ဓာကိုယ်ကအစကတည်းကဝိညာဉ်မရှိပဲမူလကလေးကငါးခန္ဓာကိုယ်ပဲလေမင်းတို့လူသားတွေနားမလည်နိုင်တဲ့အတိုင်းအတာတစ်ခုမှပေါ့မင်းတို့လူအိုကြီးရဲ့အစအောင်မသိနားမလဲသလိုဒါကလည်းအဲ့လိုမျိုးပဲနတ်ဆိုးကစကားတွေအပြန်လဲပြောမနေတော့ပဲဖာသားရဲ့အင်ဂျီကိုစုပ်ဖြဲလိုက်တာကြောင့်ဖာသားထံမှာအမျိုးစုံတားဆီးတန်ထွက်လာပါတယ်ကို့အမျိုးမေးရထက်မင်းစီယာဒီလိုအော်ဟစ်တန်လူကြီးကြားရတာအရန်ကောင်းတာပဲဟာဟာနတ်ဆိုးရဲ့အေးဆက်လက်များမွေးတကောင်လိုဖာသားရဲ့တောင့်တင်းသောရှင်အုပ်ကြွသားများပေါ်မှာတွားတွားပုတ်တက်နေပါတယ်မထိနဲ့မလို့ချင်းကို့နာမည်ကအတော်မြင့်ဘီယန်လို့ခေါ်လို့ရတယ်လူတယောက်လိုအလိုမတူပဲကြိုက်သွဲရင်ကလေးတယောက်လိုဖြူစင်ပြုံးကမေးဆက်နေသူရဲ့ရင်ကျေးမှုကဖာသာပီတာဆန်နားမလဲနိုင်တဲ့နေရာတစ်ခုမှာရှိနေပုံရှားပါတယ်ဖျားတခင်နာမတော်နဲ့မင်းကိုအမိန်ပေးတယ်အတော်မြင့်ဘီယန်အခုချက်ချင်းမင်းပုတ်ကတ်ထားတယ်လူသားခန္ဓာကိုယ်ကထွက်သွားစမ်းပတ်ဝန်းကျင်တစ်ခုလုံးလေသိုးတံမဲမကြားရအောင်တိတ်ဆိတ်သွားပါတယ်အချိန်များရက်တန့်သွားတဲ့လားဖာသာပီတာဆန်နဲ့နတ်ဆိုးဘီယန်တို့အကြည့်ချင်းစုံလျက်နတ်ဆိုးရဲ့မျက်ဝန်းတို့မှာဝိုင်းဆက်ကဦးကြောင်ကြောင်လေးဖြတ်နေပါတယ်ဖာသာငတုံးကြီးဖာသာပီတာဆန်မျက်နှာတစ်ခုလုံးရှက်လွန်းလို့နရွယ်များမှမီးများတောက်လောင်တက်ပူထူကနီးနေရှာပါတယ်ငါလည်းသိပါတယ်ရာမလားလို့စမ်းကြည့်ရပါအခွင့်အရေးဆိုတာလက်လို့မခံသင့်ဘူးလေဘယ်နဲ့ဆိုမှကို့ကိုအပနှင်ခြင်းနဲ့ဖာသာစီကျွန်တော်ဘသူပါဆိုပြီးမိတ်ဆက်ဖူးလို့လေဖာသာအရန်ဆိုးတာပဲဗျာအပြစ်ပေးရမယ်ຫນွေဤနေသောမွေးရှာရှိကြီးဟာရှင်သားနံဝမ်းပိုက်ကြွက်သားနံလိုက်ရက်နေပါတယ်အဲ့ဒီရှာကြီးနဲ့အရက်ခံလိုက်ရတဲ့နေရာများပူထူလာကတစုံတစ်ခုတောင်းတမိလာပါတယ်ဖာသာပေးသားတယောက်အပူရှင်တက်လာတဲ့အမျှကာမဆန္ဒပိုတောင်းတလာမိပါတယ်ပါဇက်တရားများပြားလာသောတတွေးတို့မှာအကုန်မမျိုးချနိုင်တာကြောင့်နှက်ခမ်းထောင်းမှစီးကြနေပါတယ်အနမ်းများကြာရှည်လာပြီးရုံးပင်မရပါအသက်ရှူကျက်လာပြီးသတိလက်လွတ်ဖြက်ကမျက်ဖြူလန်လာရပါတယ်သတိကပ်ပါအောင်စတော့မစသေးဘူးအခုလိုဖြစ်နေတာအပူတက်နေတဲ့ခွေးမလေးကြားနေရပဲကွာအဲ့လိုညဉ့်ညမ်းတဲ့စကားကြောင့်စော်ကားခံရတယ်လို့ခံစားရကဒေါသကြောင့်ဖာသာပီတာသတိပြန်ကပ်လာပါတယ်မဟုတ်ဘူးမဖြစ်ရအောင်လွတ်ဆန်းမလို့ချင်ဘူးလို့ဖျားတခင်ကျွန်တော်ကဲတော့မှုပါနတ်ဆိုးရဲ့လက်များရက်တန့်သွားပါတယ်ဖာသာပီတာဆန်ခမရောက်မရင်းကျစ်မှာကျွန်တော်နာမည်ကိုခေါ်ပြီးတားရမှာပေါ့ခမအဲ့ဒီလူအိုကြီးကိုတနေအောင်ခမပြောကြည့်ကျုပ်ခမလှုပ်ပြက်မှာနော်အဲ့လူအိုကြီးကိုတပြီးညီးမလို့လားဟမ်ဒါဆိုငါမင်းနာမည်ခေါ်ပြီးတာရင်လှုပ်ပေးမှာလားတေးစားပေါက်ပေါ့ဖာသာပီတာဆန်ရဲ့မျက်ဝန်းထဲမှာမျောနေချက်ရောင်ကြီးများအပြေးအဝမတောက်ပနိုင်ခင်နတ်ဆိုးကောင်ရဲ့နောက်ဆက်တွဲစကားများမှာဘယ်လိုပေးမလဲဖာသာပီတာငါတိတာပဲနတ်ဆိုးစရာကောင်းတာတခုမျှော်လင့်ပြီးငါမတာအဲ့ဒီနောက်မှာတော့နတ်ဆိုးရဲ့မွေးမျက်လုံးပုံစံမျက်လုံးတို့မှာနေရာမှာခင်းရောင်တန်းသွားပြီးနောက်သူ့ရဲ့လက်မှာရွှေရောင်အလေးများနဲ့ခရမ်းရောင်အငွေ့များပေါ်ထွက်လာပြီးအဲ့ဒီအရာတို့ကဖာသားရဲ့ဝမ်းပိုက်ထဲသို့စိတ်ဝင်သွားပါတယ်အလင်းရောင်နဲ့အငွေ့များပျောက်ကွယ်သွားတဲ့အခါဖာသားရဲ့ဝမ်းပိုက်ပေါ်မှာအမတ်သားတစ်ခုပေါ်လာခဲ့ပါတယ်အဲ့ဒီအရာတက်သူထိုးထားတဲ့ကဲ့သို့ထင်ရှားလုံးလာပါတယ်ဖာသာပီတာဆန်အဲ့ဒီအမတ်တောင်ရှေးအောင်စာအုပ်တွေထဲကနတ်ဆိုးများအကြောင်းရေးသားထားတဲ့စာအုပ်ထဲမှာမြင်ဖူးလေပါတယ်ဒါမဲ့သူကရှေးရတိတ်မမှတ်မိပါမင်းငါ့ကိုဘာလုပ်လိုက်တာလဲနတ်ဆိုးကပြုံးလိုက်တဲ့အခါသူ့ရဲ့မျက်ဝန်းများမေးချင်းသွားပြီးကျေနပ်တဲ့အရှိတ်ရောင်များပေါ်လွင်နေပါတယ်ကိုပြောပြပြီလေကိုကလေးတွေရဲ့အဖေဖြစ်လာပြီလို့နတ်ဆိုးကအဲ့လိုပြောကဖာသာပီတာဆန်ရဲ့လိန်နံအနောက်ထဲသို့ပုတ်ဆွဲလိုက်ပါတယ်မင်းလူယုံမှာမငိုပါနဲ့ကိုမင်းကိုခံစားလို့ကောင်းလုပ်ပေးမယ်ဖာသာပီတာဆန်တယောက်မျက်ရည်များတရားမရှိကမ်းမရှိတက်တွင်တွင်ပြိုကျလျက်ရှာကြီးတငယ်ငိုနေမိပါတယ်
ဦးပြောက်သွားလို့ငိုတာလားနတ်ဆိုးကောင်စီမှာခံနေရလို့ငိုတာလားဟင်းဒါတွေမဟုတ်ဘူးထင်နေဒီလိုအရာတွေကုန်သူ့စီမှာဖြစ်လာတာကြောင့်နတ်ဆိုးကောင်စီမှာဖိနှိပ်ခံရတဲ့ဖာတာဖြစ်နေရကြောင်းပြီးတော့သူ့မှာခုခံတိုက်ခိုက်ဖို့နေနေတတအခုဆိုလှုပ်ရှားရေးပင်မရပါအတွေးများနေသောဖာတာပိသားဆန်းတယောက်ပူနေသောအထီးတွေးကြောင့်တတိပြောင်းဝင်လာပါတယ်မင်းဘာလို့အုံးမလို့လဲဖာတာပြုစုပေးမလို့လေဟင်းမလို့ချင်းဘာမှပြုစုပေးဖို့လည်းမလို့ဒီလောက်နဲ့ပဲထွက်သွားပါတော့ထွက်သွားရမယ်နတ်ဆိုးကဖာတာရဲ့ကိုပေါ်သို့မွေမသိမချင်း9កောက်ခန့်တင်လိုက်လေးပါတယ်မကြောက်ပါနဲ့သူတို့ကကိုယ့်ရဲ့ကိုပါလေးတွေမင်းကိုတာယောင်လှုပ်ပေးကြလိမ့်မယ်အဲ့ဒီမွေများဖာတာရဲ့ကိုအနှံသွားနေကြပါတယ်ရှာများဖြစ်လည်းရဲကြပါတယ်ဖာတာအခုချိန်နေကိုမဝင်ခန့်ခြင်းတော့ဒီခါစားချက်ကအံ့ဩစရာပါမားတယ်လို့ဣနေပါတယ်ချုံဝေးတယ်လို့ကျန်းတယ်လို့ငွေရည်ပြားတွေကနေရအနှံပုတ်တိုင်နေရကြောင်းထူးဆန်းတဲ့ခန်းစားချက်အေးဆက်နေတဲ့သူတို့ရဲ့ကိုတွေးနဲ့ထိတွေ့တိုင်းခန္ဓာကိုယ်ကပိုပြီးပူလောင်လာပါတယ်နတ်ဆိုးကဖာတာရဲ့နှက်ခမ်းနားနေပေါက်ပြဲနေသောတန်ရောင်အလိုမတ်စွာကြည့်လိုက်ပြီးမျက်နှာနာသို့တိုးကပ်သွားကအဲ့ဒီတန်ရောင်ရှာနေရှက်လိုက်လေပါတယ်ဒီတန်ရောင်အံ့ဩဖို့ကောင်းလောက်ပျောက်ကွယ်သွားလေပါတယ်မျက်ခမ်းတောက်စီတိုင်အောင်မျက်ရည်များကိုလေသူ့ရဲ့မွေးရှာနဲ့လိုက်ရက်ပြီးနောက်နတ်ဆိုးကဖာတာကိုတဲရတယ်လို့ကြည့်ကပြုံးလိုက်ပြီးနတ်ဖိုးပြင်ကိုအနမ်းဘဝလေးချွေလိုက်ပါတယ်နတ်ဆိုးကရမတ်ကြွနေသောမျက်နှာအကြည့်တို့နဲ့ပုံမှန်ထအောရှာနိုင်သောအတန်နဲ့မီးလာခဲ့ပါတယ်ကိုယ့်ရဲ့ကလေးတွေကိုမွေးပေးမယ်မလားဟင်ဖာတာရဲ့မျက်ဝန်းတို့မှာမျက်ရည်များရွှဲလျက်အပြေပြန်မပေးခဲ့ပါစေးကက်ကတင်းကျပ်နေသောအပြိုစင်အပေါက်လေးရဲ့သို့လက်ချောင်းများတစ်ချောင်းမိတစ်ချောင်းတိုးဝင်လာပါတယ်အဲ့ဒီနတ်ဆိုကလောဘတိတ်ကြီးရဲ့လို့ဖာတာတွေးမိပါတယ်မျက်ရည်များပင်ပူကျလာတော့လေအဲ့ဒီလက်ချောင်းများရဲ့လှုပ်ရှားမှုတို့မှာရက်တန့်သွားခြင်းမရှိတဲ့ပြင်ပူဝေးတာမြန်ဆန်လာခဲ့ပါတယ်အမှန်တိုင်းပြောရရင်အစာပိုင်းမှာနာကျင်ခဲ့ပေမဲ့နောက်ပိုင်းမှာတလိုက်မိတလိုက်ရိုက်ခတ်လာတော့တာယာမှုများအလိုရမတ်မှခံစားလို့ကောင်းခဲ့ပြီးပူနည်းနည်းထဲသို့ဝင်လာစေရန်မျှော်လင့်လာပါတယ်တစ်ချိန်တည်းမှာပဲဖာတာတယောက်အနေနဲ့အခုချိန်နေရအရှက်ရဖွယ်ကောင်းလွန်လာပါတယ်ဖာတာတယောက်တည်းအရန်နေဖိတက်နေရပဲမဟုတ်တာအခုကို့လည်းပဲကောင်းတာလေးတွေကိုတူတူခံစားရမှာပေါ့ဟုတ်တယ်မလားဖာတာအဲ့ဒီနတ်ဆိုးကသူ့ရဲ့အဝိစာမြောင်ချက်ချင်းပဲပျောက်ကွယ်သွားအောင်ဖြောက်လိုက်ဒီမှာအစကတည်းကဘာမှဝစ်စင်ထားခြင်းမရှိသလိုအစားနဲ့ပင်မရှိပျောက်ကွယ်သွားပါတယ်အဲ့ဒီအရာထက်ထူးဆန်းတာမဟုတ်ဘူးကြောက်ဖို့ကောင်းတာအဲ့ဒီနတ်ဆိုးရဲ့အောက်ဘက်ဟာအရန်ကြီးလွန်းတာပဲအဲ့ဒါပြင်အဲ့ဒီအရာနှစ်ခုကြီးတောင်ရှိနေရပဲဖျားတခင်ကျွန်တော်စွန့်ပစ်လိုက်ပြီလားမြင်မာသောအရေးကြီးကဖာတာရဲ့ခန္ဓာကိုအပြေဝလွှမ်းခြုံထားပါတယ်အဲ့ဒီခံစားချက်ကမလွတ်မြောက်နိုင်သောဟုသောခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်တောင်တင်းခိုင်မာလွန်သောကြွက်သောအဖုထစ်များအဲ့ဒီတောင်တင်းသောကြွက်သားများထဲမှထင်းထွက်နေသောအပြာရောင်အကျော်လိုက်များဖြူဖက်ဖြူရောအသားရည်နဲ့ရမန်းဆန်သောမျက်နှာထားဒီနတ်ဆိုးကသူ့ကိုမျိုးချတော့မယ်လို့ခံစားရပါတယ်ဖာတာရဲ့ခေါင်းထဲမှာငါဒီလက်နက်ကြီးတွေနဲ့ထိုးနှက်ခံရပြီးတည်ဆုံးရမှာလားဟင်းဒါအရင်ရက်ဆက်တာပဲဘလို့ပြက်တံမျိုးပါလေနတ်ဆိုးကဖာတာရဲ့မျက်နှာအမူအရာများကြောင့်ပိုလို့ပင်စားနောက်ကျင်လာကဖာတာရဲ့လက်နှစ်ဖက်ကိုဆွဲယူလိုက်ပါတယ်နတ်ဆိုးကဖာတာရဲ့မျက်နှာနံကိုနမ်းလိုက်ပြီးနှာခမ်းများကိုနမ်းလိုက်ကဖာတာရဲ့အာယုံများကိုထွေပြားစေပါတယ်ဖာတာရဲ့ပိုက်သားပေါ်ရှိနတ်ဆိုးအမတ်သားနတ်ဆိုးရဲ့မြင့်မာသောကာမဆန္ဒကြောင့်လူသားဖြစ်သောဖာတာအောင်ထိခိုက်မှုနည်းစေရန်အကူအညီဖြစ်စေရကြောင်းဖာတာမှာတတ်တာရရှားခဲ့ပါတယ်အဲ့ဒီနတ်ဆိုးအမတ်သားကြောင့်နာကျင်မှုများလျော့နေလာကစန့်ကျင်မှန်အနေနဲ့တာယာမှုများတိုးပွားလာခဲ့ပါတယ်အကြိမ်ကြိမ်ပြီးမြောက်ပြီးအကြိမ်ကြိမ်တတိယတစ်ချက်မိတစ်ချက်ဖြစ်ပြီးနောက်မှာနတ်ဆိုးရဲ့လှုပ်ရှားမှုများမှာများစွာကြမ်းတမ်းလာခဲ့ပါတယ်ဟာကိုပြီးသွားပြီကိုရဲ့မျိုးဥရှိတွေအားလုံးဖာသားရဲ့တက်အိမ်နဲ့အကုန်ယူပေးနော်ထွက်မကြစီနဲ့ပြီးတော့ကိုရဲ့ကလေးတွေကိုမွေးပေးနော်ခဏခဏသတိမင်းနေရတာကြောင့်နိုးထားလာချိန်ရင်ထိုးနေသောခန္ဓာကိုယ်ကသူအခုချိန်ထိအဲ့ဒီနတ်ဆိုးလက်ထဲမှာရှိနေတဲ့မှသိလိုက်ရပါတယ်သတိရလာပြီလား
တတိယလာချိန်အနမ်းလေးနဲ့ကြိုးဆိုခံရပြီးနောက်ကြမ်းတမ်းသောအနမ်းများလည်းဖာသာကိုကြိုးဆိုပြလေပါတယ်။အဲဒီနေ့မှစ၍ဖာသာနတ်ဆိုးစီမှာအမြဲထိုးသွင်းခံရလေပါတယ်။ဖာသာဖျားเจ้าမှာအပြစ်စေးကြောလိုက်ဝေပြုတန်းဆန်လိုက်နတ်ဆိုးရဲ့အောက်မှာအော်ညီးလိုက်နဲ့အချိန်များကုန်ဆိုရင်ကိုဝင်ရှင်းလာပြီးနောက်လူများကြားရဲသို့မသွားရဲတော့ပါနတ်ဆိုးကသူ့ကိုဘယ်နေရာမဆိုရှာနိုင်ကြောင်းနဲ့ထွက်ပြေးပါမိနဲ့နေရာမှာမရင်းချစ်မိဖြစ်ကြောင်းဆူတောင်းသူတွေရှိသွင်းမှညီးသွားရအောင်လုံးမယ်လို့ချိန်ချောက်ခဲ့ပါတယ်ဖြည်းဖြည်းလို့မရဘူးလားကလေးတွေထိခိုက်ကုန်လိမ့်မယ်အစင်းမြင့်နတ်ဆိုးရဲ့ကလေးတွေဟာအဲ့လောက်ထိမမေ့မသွားပါဘူးပြီးတော့မိမခဏနေဥတွေဥရတော့မှလေအဲ့ဒါကြောင့်ကိုကလမ်းကြောင်းဖော်ပေးနေတာဘာမိမလဲကိုကဖာသာတက်ရောက်တော့မိမလဲကွာအရန်ခေါင်းမာတာပဲကိုဝင်လာရင်နေရတော့နေတိုင်းအလောက်ခံနေရတော့မယ်အခုလဲကလေးမွေးတာချော်မွေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ရန်ကနေပြန်ပြီလေဒီနတ်ဆိုသူ့စီမှာဘာကြောင့်တွေ့ကပ်နေရတာလဲပြီးရန်မင်းဘာလို့ငါ့ကိုတွေ့ကပ်နေရလဲကိုမိမစီကိုလောက်တာဘာမှလို့လဲမင်းကငါ့ကိုကလေးတွေမွေးခိုင်းပြီးဆွန့်ပြတ်မှာမလားဖာသာမျက်ရည်ကျမိပါတယ်ဒီနတ်ဆိုကလူသားမဟုတ်တဲ့တိုင်သူချစ်မိသွားပါတယ်ဖျားတခင်ကိုစန့်ကျင်အားရောက်ရင်တော့သူအမှန်တကယ်ချစ်မိပြီးတန်ရောစင်တွင်နေမိဖြစ်ပါတယ်ဘာလို့ငိုနေရလဲရှုတိတ်ကိုကဘာလို့ကိုမင်းမကိုဆွန့်ပြရမှာလဲမင်းကငါ့ကိုအတုံးချခြင်းကိုတတ်မလို့လားဘာလို့အဲ့လိုထင်နေရလဲကွာကိုမင်းကလေးကိုအရန်ချစ်လို့လူအိုကြီးရဲ့နေမျိုးတောင်ကျူးကျော်လာရတာလေဘယ်တော့ချစ်တာလဲကိုမင်းကိုပထမဆုံးမရင်းကျင်တဲ့နေ့ကနတ်ဆိုးကောင်ပြီးရန်ဟာကိုကစတာပါဗျာအဲ့လောက်ကြီးမအော်နဲ့လေမညစ်ရပဲဥတွေထွက်ကုန်မအောင်မေဖာသာရဲ့မျက်နှာဝမ်းနေမှုနဲ့နတ်ဆိုးကောင်ရဲ့စာနာမှုကြောင့်နေရဲနေပါတယ်ကဲပါကိုအမှန်တိုင်းပြောပြမယ်မင်းအသက်9နှစ်အရွယ်ကြီးမားတဲ့ကားမတော်တဆမှုမှာမင်းရဲ့မိဘနှစ်ပါးလုံးတည်ခဲ့ရတယ်ကိုမင်းကိုတွေ့ရချိန်မင်းအသက်ငွေ့လေးကြံသေးရဲ့လေအစတော့ကိုကြော်သွားမလို့ပါပဲဒါပေမဲ့မင်းကကိုလက်တသေးလေးလူရီနဲ့ကိုလိုအမေကစုပ်ကန်ခဲ့တယ်လေကိုလည်းမင်းကိုတယောက်တည်းထားပြီးထွက်မသွားနိုင်ခဲ့ဘူးကိုမင်းကိုကယ်တင်ခဲ့တယ်ကိုနဲ့ဆိုမလို့အဲ့ဒီတော့မင်းနဲ့ကိုအပေးယူလုပ်ခဲ့ကြတယ်အဲ့ဒါမင်းကဒါရကိုဖို့ဖြစ်လာပေးဖို့ပဲဖာသာပြန်တွေးမိပါတယ်အဲ့ဒီမတော်တဆမှုနောက်ပိုင်းမှာသူမိဘမဲ့ခေယာမှာနေခဲ့ရပါတယ်မိဘမဲ့ခေယာဖုံးတော်ကြီးနဲ့တီလာရှင်များသူ့ရဲ့ရှင်တန်နာကျမ်းမှာဖျားသခင်ရဲ့ကယ်တင်ခြင်းခံရသောကြောင့်လို့ဆိုကြပါတယ်ဒါဆိုဘာလို့ခုမှပေါ်လာရတာလဲကိုမင်းကိုကယ်ပြီးနောက်ကိုအရန်အားနေသွားခဲ့တယ်ကောင်းကင်ဘုံရဲ့စီကံရလူသားတယောက်ရဲ့အသက်ကိုအတင်းကျကယ်ဆယ်ခဲ့လို့ဒါကြောင့်အခုမှကိုမင်းစီကိုလာနိုင်ခဲ့တာလေကိုမင်းကိုရှာသွေးတဲ့ချိန်မင်းကဖာသာတယောက်တည်းလေကိုမျက်နှာကိုဖျက်ရလိုက်တယ်လို့ပဲအပေးယူကြောက်မယ်ကတ်တွယ်နေရလားငါးစီမှာတကယ်လို့ဟုတ်တယ်လို့ဖြေပါပြိုလဲမဲ့စိတ်ကိုထိနိုင်မယ်မဟုတ်မှန်ဖာသာကိုသိပါတယ်အဲ့ဒါလည်းပါပဲမယ်အဓိကကိုမင်းကိုချစ်လို့အပေးယူမရှိရင်တော့ကိုကမင်းကိုအဆုံးထိကတ်တွယ်နေမှာနတ်ဆိုးရအချစ်ကြီးလေးဖာသာငါလေမင်းကိုချစ်တယ်ပြီးရန်တကယ်လားတကယ်တခြားလုံးဖာသာကိုအရန်မုန်းနေထင်ပြီးကိုဝမ်းနဲ့နေခဲ့ရတာလေဖာသာကိုချစ်တယ်ပြောတော့ကိုအရန်စိတ်လို့ရှာပြီးမထိန်နိုင်တော့ဘူးအောင်နှာဘူးကောင်စကားတက်လိုက်တာဖာသာကိုကြည့်ပါဒီကောင်လေးမတနာဘူးလားဖာသာသူ့ခမအဖော်မဲနေရှာတာနတ်ဆိုးရဲ့လှုပ်ရှားမှုကြောင့်ဖာသာလောကကြီးနဲ့ထပ်မံအဆက်တွေပြတ်တောက်သွားပါတယ်ခဏသတိမင်းနေရကြောင်းနိုးထလာချိန်ရှိန်ထိုးနေသောခန္ဓာကိုယ်ကသူကအခုချိန်ထိအဲ့ဒီနတ်ဆိုးလက်ထဲမှာရှိနေသေးမှသိလိုက်ရပါတယ်နတ်ဆိုးကကြမ်းတမ်းစွာမလှုပ်ရှားဘဲနဲ့ဖြည်းဖြည်းလေးလှုပ်ပေးနေပါတယ်ဖြင်းညင်းစွာနဲ့လှုပ်ပြီးအခြေခံချတာကြောင့်အတွင်းသားများချောမွေ့နေကစာလောင်နေကြပါတယ်တတိယပြီလားနတ်ဆိုးကကြမ်းမြင့်ပေါ်မှာချကဖာသာနဲ့အဲ့ဒီရောင်ဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်တက်သားအိမ်လေးထဲမှာငင်းညူတမ်းများကျဲလောင်တော့လေနတ်ဆိုးရဲ့ပြောကကြောင့်ဘယ်သူမှမကြားနိုင်ကြပါအကြိမ်ကြိမ်ထိုးသွင်းမှုများနောက်မှာဖာသာလုံးဝတတိမေမြုံသွားရပါတယ်အဲ့ဒီနေ့မှစောက်ရည်ဖာသာနတ်ဆိုးစီမှာအမြဲထိုးသွင်းခံရပါတယ်
ဖာသာဖျားเจ้าမှာအပြစ်စီးကြော်လိုက်ဝေပြူတန့်ဆန်လိုက်နတ်ဆိုးရဲ့အောက်မှာအော်ကြီးလိုက်နဲ့အချိန်များကုန်ဆုံးရင်ကိုဝင်ရှင်းလာပြီးနောက်လူများကြားရဲသို့မသွားရတော့ပါနတ်ဆိုးကသူ့ကိုဘယ်နေရာမဆိုရှာနိုင်ကြောင်းနဲ့ထွက်ပြေးပါအဲ့ဒီနေ့မှစောက်ရဖာသာနတ်ဆိုးစီမှာအမြဲထိုးသွင်းခံရလေပါတယ်နတ်ဆိုးကောင်ဘီယံစိတ်လှုပ်ရှားကအထင်ကိုမှစောင့်တွဲနေပါတယ်ဘီယံခဏရက်ပါအောင်ကလေးတွေထိခိုက်ကုန်တော့မယ်မိမကိုယ့်ရဲ့စနီးလေးအရန်ကောင်းတာပဲချစ်လာဟမ်အင်းချစ်တယ်အချိန်တော့လျှော့ပြီကို့ပြီးစီချင်းယောက်ျားလို့ခေါ်ဖာသာနေနဲ့မခေါ်သင့်ဘူးငိုရှာရင်းနဲ့ပြောထွက်သောစကားများကြောင့်ဒီဖာသာအပြစ်ပေးရန်နတ်ဆိုးပေးရန်ဆုံးဖြတ်လိုက်ပါတယ်ဇနီးလေးကကောင်းမှလိုက်တာဟမ်ဘယ်လောက်ထိကောင်းမှနိုင်မလဲယောက်ျားကျေးဇူးပြုပြီးရှက်ပေးပါနတ်ဆိုးပေးရန်နောက်ဆုံးမှကြည်နဲ့သွားလိပါတယ်ယောက်ျားမွေးတော့မယ်ထင်တယ်နတ်ဆိုးကြီးပေးရန်သူ့ရဲ့ဇနီးလေးကိုနောက်ကျောမှာတိုင်းဖက်ကအားပေးရှာပါတယ်ဦးများသူတို့ရဲ့ဖခင်လမ်းကြောင်းဖော်ပေးမှုကြောင့်အပြင်သို့ထွက်ခွာရန်အခက်အခဲမရှိဖခင်ရဲ့မျိုးရည်များချော်စီတပွဲဦးများလမ်းကြောင်းများချောချောချွတ်ထွက်လာနိုင်ရန်အကူအညီပေးကြပါတယ်အဖြူရောင်ဦးများနိုးနဲ့ရရအပြက်များကက်စီကြလျက်အပြင်သို့ထွက်လာခဲ့ကြပါတယ်တလုံးပြီးနောက်တလုံးနောက်ဆုံးမှာတော့ဖာသာ၃ဦးလုံးဥခဲ့လေးပါတယ်ကုစနီလေးပင်မသွားရပြီမိမလေးကိုကူညီပေးမယ်လေမင်းတမီတသက်လောက်ကြမလားမဟုတ်တာကိုစနီလေးကိုကိုကလှည့်စားပါမလားမင်းကမလှည့်စားပါအောင်ငါ့ကိုအခက်တွေ့ပြီကြောင်ပိတ်မရမယ်လောက်တာလေနတ်ဆိုးကောင်ကအကြံစီတွေများလိုက်တာဇနီးရလေကွာကိုကကူညီချင်းအောင်ပါဒီလိုနဲ့တသားအိမ်လေးထဲမှာဖာသာရဲ့အော်နီးတန်များပြေးဆန်သွားရလေပါတယ်ပရိသတ်များရှင်နိုးခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လေးကတော့ Father and Demon ဆိုတဲ့ဘီယံဇလန်းကောင်းရဲ့အစဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်နောက်နေ့မှလည်းဘယ်လိုဘီယံဇလန်းကောင်းလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များနိုးနဲ့တူတူစောင့်မျှော်အားပေးကြပါအောင်ရှင်နိုးတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလန်းလေးများကိုနားဆင်ရင်ပရိသတ်များအားလုံးဘဝမောင်းများပြေပြောင်းနိုင်ကြပါစေလို့နိုးတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်ကဲဒါဆိုရင်နောက်နေ့မှာပြန်လည်တွေ့ဆုံကြမယ်နော်ဘိုင်ဘိုင်